ရောက်ချောင်းစားတော့ပြောရပဲဖရိုင်ရောအောင်ခရိုဇာဘရိတ်အဲ့ဒါကိုရောတော့ကကာရီပိုးလိုက်တဲ့တော့အလွေရှိပြောင်းပြီးဒုက္ခမခံဘဲနဲ့ရောက်လာတယ်ရောက်လာတော့အပွေးတော့ကိကမလာရတော့ဥစ္စာလည်းအထူးဝဲစားပါတယ်မလို့သူမလို့သာတော့တနိုင်မှာတခါပုံးတယ်ပန်းရောင်ပန်းမဲဆိုပြီးကရိုဇာပန်းစားလောက်ကဲဆိုကမလာတော့လေအထူးဝဲစားပါတယ်တော့တော့ကထိုင်အကျိုးရကာလဒါနာဖိုက်တယ်ကာလအချိန်နဲ့ကြိုက်ပြီးလုံလာဆိုနောက်တခါလုံးမယ်ဆိုတော့မရပါရောက်တော့တဲ့ကရိုဇာပန်းစားမလို့သူမလို့သာလောက်ကဲဆိုတက်ကမလာတော့အထူးကိတူတောင်းပါတယ်ဒီနေ့ဆွဲလုံခဲ့တဲ့တခါတခါမှတေးလေဘလောက်ကရိုဇာပန်းစားမိုနာလီနာဆရာတော်တေးလေမိုနာလီနာကရိုဇာပန်းစားလောက်ကဲဆိုမလာတော့ကရိုဇာပန်းစားဆရာတော်တေးဆွဲခံဆောင်မလာလေအထူးဝဲဆောင်ပါတယ်အဲ့ဒါလေတနိုင်မှာတခါပေါ်လေပန်းကိုရာယောင်ပန်းဆောင်လေတခါတခါမှတိအထူးဝဲဆောင်ပါတယ်နောင်ကိုလေဖမ်းနိုင်အောင်လောက်ကပါလို့ဒါကလေးအင်းလေးဆွဲလောက်ခဲ့တဲ့တခါတခါမှသိတယ်အကျိုးတရ၅ပါးအသာရေကစားရေဆန်းလာရှင်းသာရပလာညာပညာဆိုပြီးအကျိုးတရတဲ့အလွန်တရာကိမဲ့တဲ့သောတာကြောင့်ဒီကိုလေလုံနိုင်ပါစေနောင်နိုင်တော့မှလည်းကရိုဇာပဲကလုံနိုင်ပါစေလို့မိတ္တာပိုးပြီးဥဇာနေပရောဇောဩဝါဒဆိုဘယ်လိုကောင်းရအဆုံးသက်ပါတယ်လို့တော့သာတော့ခေါ်ခဲ့ပါသာဓုသာဓုသာဓုဒုက္ခ